Hello watch it where came from ကောင်း is ကောင်းဒီနေ့လေးမှာတော့ကောင်းကရန်ကုန်မြို့နဲ့တိမ်မဝေးတဲ့ပဲခူးမြို့နာဆယ်မြောင်းလမ်းမကြီးပေါ်မှာရှိတဲ့ဇလက်ထော်အပန်းဖြေစခန်းကိုခေါ်ဆောင်ပေးသွားမှာဖြစ်ပါတယ်ဇလက်ထော်ကလန်ပင်းလေးရတော့မိသားစုတငယ်ချင်းမိတ်ဆွေတွေနဲ့အတူပျော်ရွှင်စရာအမှတ်တရလေးတွေကိုဖန်တီးပေးနိုင်တဲ့နေရာပဲဖြစ်ပါတယ်ဇလက်ထော်မှာစပိန်စီလေစီမြင်းစီတာတွေရေကူးတာနဲ့ sport အားကစားနည်းစတဲ့ activity မျိုးစုံကိုတနေရာထဲမှာရရှိနိုင်ပါတယ်။ဝင်ကြေးအနေနဲ့တရက်ကို2000ကျပ်ကျတဲ့မှာဖြစ်ပြီးအထက်ကကစားနည်းတွေကတော့အခမဲ့ free ပဲဖြစ်ပါတယ်။ဇလက်ထော်မှာဆိုရင်နေချင်းပြန် day trip အနေနဲ့ရောညအိမ် overnight stay အနေနဲ့ပါတွားရောက်လက်ပတ်အနားယူနိုင်ပါတယ်။နေချင်းမြန် day trip သွားလို့သူတွေအတွက်စပွဲထီမိုးပါတဲ့ထန်လေးတွေစီစဉ်ပေးထားတယ်လို့ညအိတ်တဲခိုလို့သူတွေအတွက်အဲခွန်ပါတဲ့ထန်ကြီးတွေစီစဉ်ပေးထားပါတယ်။အခုလို AC ပါတဲ့ထန်တွေအတွက် booking ကြိုထားဖို့လိုအပ်တယ်လို့ဈေးနှုန်းအနေနဲ့တော့2သိန်းကျပ်ဝန်းကျင်ရှိပါတယ်။ကျွန်တော်တို့ဖွဲ့လေးရတော့ထန်အကြီးအတွက် booking မြူထားမိတဲ့အတွက်ကြောင့်ထန်သေးလေးမှာပဲတနေ့ကုန်စားလိုက်တောက်လိုက်နားလိုက်နဲ့အပန်းဖြေခဲ့ပါတယ်။ food menu ကိုလည်း package လေးနဲ့စီစဉ်ပေးထားတယ်လို့ကိုချိုင်းနေတဲ့အရာ menu ကိုရွေးချယ်မှယူစားတော့နိုင်ပါတယ်။ကောင်းတဲ့အတူကစားကွင်းထဲကိုတူတူသွားရောက်လဲပတ်ကစားကြမယ်နော်။ကစားနည်းပေါင်းစုံကိုအသက်ကြီးငယ်ကလေးလူကြီးမရွေးတနေရာထဲမှာပျော်ပျော်ရွှင်ရွှင်နဲ့စိတ်ကြိုက်ကစားနိုင်ပါတယ်။စိတ်လန်းဆိုပြီးလှပနေတဲ့တစ်ပင်ပန်းနေကြားကကစားကွင်းထဲမှာလွတ်လွတ်လပ်လပ်နဲ့စိတ်ကြိုက်ကစားနိုင်ပါတယ်။ကောင်းလို့ဖွဲ့လေးရတော့တနေ့ကုန်တဲ့အထိကစားနည်းပေါင်းစုံကိုကစားရင်ပျော်ရွှင်စရာအမှတ်တရလေးတွေဖန်တီးခဲ့ပါတယ်။ကောင်းတဲ့အတူတငယ်ချင်းစိတ်မြောက်မြောက်တို့ကတော့ဒီဖွဲ့ထဲမှာအကဲဆုံးပါပဲ။စပိုက်ဒါကောင်းအနေနဲ့လည်းအခုလိုအမှတ်တရပုံလေးတွေရိုက်ခဲ့ပါသေးတယ်။ကောင်းရဲ့တငယ်ချင်းလေးနဲ့အတူတနေကုန်တစ်မျိုးပြီးတစ်မျိုးမနာတမ်းဆော်ကစားခဲ့ပါတယ်။ဇလက်ထော်ကစားပွဲမှာဆော်ကစားရတာလူတော့မောပင်မဲ့စိတ်အပန်းပြေပျော်ရွှင်ခဲ့ရပါတယ်။ဇလက်ထော် resort လေးမှာလာရောက်လဲပတ်အပန်းဖြေတဲ့သူတွေနဲ့အမြဲစီကားနေတယ်လို့ပျော်ပျော်ရွှင်ရွှင်နဲ့ဆော်ကစားနေတဲ့မြင်ကွင်းလေးကိုအခုလိုပဲတွေ့မြင်နိုင်ပါတယ်။ခလေးလူကြီးမရွေးပျော်ရွှင်ဆော်ကစားနေတာကိုအခုလိုပဲတွေ့မြင်နိုင်ပါတယ်။တမန်နှလုံးအဆက်မပြတ်ဆော်နေပေမဲ့လည်းကောင်းကတော့အချောမပြတ်သေးပါဘူး။ကျွန်တော်တို့ဖွဲ့လေး zip line လေးစီးခဲ့ကြပါသေးတယ်။ zip line စီးဖို့အတွက်အလဲကျတန်းစီစနစ်နဲ့တယောက်ချင်းစီဆောင်ခဲ့ရပါတယ်။ zip line စီးလို့ရတဲ့အချိန်ကန့်သတ်ထားတာတော့ရှိပါတယ်။ကျွန်တော်တို့ဖွဲ့လေးကတော့လူစုံတက်ဆောင်တယောက်ချင်းစီအလဲကျစီးခဲ့ကြပါတယ်။ဇလက်ထော် resort ရဲ့နေရာတိုင်းမှာ staff တိုင်းကလည်းတေချာလေး view site ကိုညီပေးတဲ့အတွက်ကြောင့်တော်တော်လေးအဆင်ပြေပါတယ်။ zip line စီးရတဲ့အရာသာကပျော်ရွှင်မှုနဲ့စိတ်လှုပ်ရှားမှုခံစားမှုကိုဖြစ်စေမှာပါဇလက်ထော်ရောက်ရင် zip line စီးရလေးလဲ try ကြည့်ဖို့ကောင်းကအကြံပြုလိုက်ပါတယ်ကောင်းတို့ဘွဲအခုလိုရှော့လဲစီးခဲ့ကြပါသေးတယ်ဇလက်ထော် resort ကဘယ်နေရာကိုသွားစပိန်လေးစီးပြီးသွားလို့ရပါတယ်
ကောင်းတို့ဖွဲ့အများလဲပြစ်ခဲ့ကြပါသေးတယ်ကောင်းဖြစ်တဲ့များတော့တစ်ချက်မှမထိခဲ့ပါဘူးUnfortunately,အခုလို tennis လေးလဲကစားခဲ့ကြပါသေးတယ် tennis champion ကြီးတွေကတော့ဘောလုံးမဲကောက်နေခဲ့ရပါတယ် basketball လေးကစားဖို့အချိန်ကြာရောက်လာပါပြီကောင်းတို့ဖွဲ့လေးကြက်တောင်လေးရိုက်ခဲ့သလိုကြက်တောင်လေးကောက်ခဲ့ကြပါတယ်ကောင်းတို့ကစားလို့ရပြီဆိုတော့ရေးသွားခုကြမှာဖြစ်ပါတယ်ကောင်းတို့2နာရီလောက်ရေးစိန်ခဲ့ကြပါတယ်ရေကူးလိုက်နားလိုက်နဲ့ပဲကောင်းတော်တော်ပြောခဲ့ပါတယ်ရေကူးလို့ဝါသွားတဲ့အခါမှာတော့တခြားရေပေါ်ကစားနည်းတွေသွားကစားတော့မှာဖြစ်ပါတယ်တဘာဝကံရည်ပြင်ကြီးရဲ့ view အလှတော့ကောင်းအနှစ်သက်ဆုံးပါပဲတဘာဝအလားပါငွေသက်တွေနဲ့တူ camp style ကြိုက်နေတဲ့သူတွေအတွက်ဒီနေရာလေးကိုရွေးချယ်လဲပတ်သင့်ပါတယ်အခုလိုဖောင်လေးလဲစီးလို့ရပါသေးတယ်လေလေးတစ်ဖြူးဖြူးနဲ့အေးဆေးချေးလို့ရတာကြောင့်အစားတောက်လေးတွေပါရင်ပိုကောင်းပါမယ်အခုလိုကိုယ်တိုင်ကိုယ်ကျလောက်ခတ်ပြီးတော့လေစီးလို့ရပါသေးတယ်ဇလက်တော် staff တွေကလည်းတေချာဂယူဆိုင်စောင့်ကြည့်ပြီးတော့လိုအပ်တဲ့အကူအညီပေးကြပါတယ်floating bridge ရေပေါ်တရားမှာလည်းကောင်းလို့ပြေးခဲ့ကြပါသေးတယ် body weight နဲ့သူတွေအတွက်ပြေးရတာလွယ်ကူပေမဲ့ weight များရင်တော့အနည်းငယ်ခက်ခဲပါလိမ့်မယ်တနေ့ကုန်ကဲလို့ဝါသွားတဲ့အခါမှာတော့အိမ်ပြန်ဖို့အချိန်လေးကြာလာခဲ့ပါပြီ။ကောင်းတို့အမတ်တရားလေးတွေလည်းအများကြီးရှိခဲ့သလိုအရန်လည်းတကယ်ပြောခဲ့ရပါတယ်။
မနက်9နာရီကနေနေ့လယ်7:00ထိတစ်ချိန်နေ့လယ်2နာရီကနေညနေ6နာရီထိတစ်ချိန်မြင်းစီလို့ရပါတယ်မြင်းအခမဲ့စီလို့ရတယ်လို့မြင်းလဲလေးပါရင်တော့1000ကျပ်ပို့ပေးရပါလိမ့်မယ်Dear Zlato, it's time to say goodbye. See you again. ဆယ်မြောင်းလမ်းမကြီးပေါ်မှာရှိတဲ့ရေထိန်မြော်စင်စီလဲကောင်းတို့ဝင်ခဲ့ကြပါသေးတယ် 1 2 3 1 2 3 River View နဲ့ညနေစီးစာ Sunset အလားကအရန်ကိုတာယာလှပပါတယ်ရှုခင်းပြူလေးအရန်လာတာကြောင့်ဒီနားမှာဆင်းပြီးဓာတ်ပုံရိုက်တဲ့သူတွေအများပြားရှိပါတယ်ဒီနားလေးကဓာတ်ပုံရိုက်ဖို့အရန်လာတဲ့ photo spot နေရာလေးတစ်နေရာပဲဖြစ်ပါတယ်Thanks for watching and your kind support is greatly appreciated. See you again and bye bye.